ယူဂျီနဲ့မတဦးဝင်မြင့်အကြောင်းနဲ့ပြောချင်လို့ဘာလို့လဲဆိုတော့ဒီမတဦးဝင်မြင့်မလောက်မြောက်လာခင်မှာတော့မြန်မာနိုင်ငံရဲ့2020ရွေးကောက်ခံပြည်သူကနေတင်မြောက်ထားတဲ့မြန်မာနိုင်ငံရဲ့ပြည်တော်စုသမ္မတဆိုတဲ့အချင်းချင်းအခါရွက်မြောက်ရေးဆိုတဲ့အချင်းချင်းအခါယူဂျီကထောက်ပြန်ခဲ့တာဒါပေမဲ့လို့သမ္မတဦးဝင်မြင့်ကလက်တွေ့ညံ့ညံ့ထွက်လွတ်မြောက်လာတဲ့အချိန်မှာယူဂျီကချစ်ချင်းကြိုးဆိုကြောင်းဝမ်းမြောက်ကြောင်းဆိုတဲ့မထုတ်ပြန်တာကဘာကြောက်လဲပေါ့အဲ့တော့နောက်တစ်ချက်ကသမ္မတဦးဝင်းမြင့်ထွက်လာအချိန်ခါနေမှာပဲနိုင်ငံတကာပါလီမန်နိုင်ငံတကာထွက်တော်ပါလီမန်များဆိုတဲ့အစည်းအဝေးအခမ်းအနားမှာUG နိုင်ငံခြားရေးဝန်ကြီးကဒေါ်စမောင်ကအဲ့ဒီမှာတက်ရောက်ခဲ့တယ်အားကြောင့်သမ္မတဦးဝင်းမြင့်ထွက်လာပြန်ပြီးတော့မြောက်လာတော့UG ကချစ်ချင်းစာမထုတ်ပြန်တာလေဒါမှမဟုတ်နိုင်ငံတကာထွက်တော်ပါလီမန်များရဲ့အတင်းရဲ့UG ပေါ်ထားတယ်ဒါမှမဟုတ်သမ္မတဦးမြင့်ပေါ်မှာဦးဝင်းမြင့်ပေါ်မှာထားတဲ့သဘောထားကိုUG ကစောင့်ဆိုင်နေတာလားပေါ့အဲ့ဒါနှစ်ချက်ပေါ့ခုလက်ရှိကသမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုကုလသမဂ္ဂမှာလည်းသူတို့ကနိုင်ငံတော်ရဲ့လက်ရှိအကြီးအကဲနေရာမှာထားတယ်ပြီးလို့ရှိရင်လည်းနိုင်ငံတကာထွက်တော်ပါလီမန်များအတင်းမှာလည်းသူတို့ကိုလက်ရှိနဲ့မြန်မာနိုင်ငံရဲ့အကြီးအကဲနေရာမှာစစ်ပြီးထားတယ်ဒီအရာကို UG ကစောင့်ပြီးမှအခြေအနေကြီးမှဒီအရာပေါ်မှာအခြေခံ UG ကထောက်ပြန်ဖို့စောင့်နေတာလားပေါ့တစ်ချက်ပေါ့UG မှာသမ္မတဦးဝင်းမြင့်နဲ့တောင်ဆန်းစုကြည်မပါပဲတခြားသောတို့ဝိုက်ချစ်ပြီးUG အဖွဲ့ထဲမှာရှိနေလားပေါ့ဒါတွေကစဉ်းစားစရာအများကြီးဖြစ်လာတယ်ခုလက်ရှိမှာတော့သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံတော်ရဲ့အဆင့်မြင့်ဆုံးသောအကြီးအကဲနေရာမှာဆက်လက်နေရာထားရှိတယ်နောက်ပြီးလို့ရှိရင်ကုလသမဂ္ဂမှာလက်ရှိဝှကျော်မိုးထန်းကလည်းကုလသမဂ္ဂရဲ့လက်ရှိတရားဝင်နိုင်ငံတော်မြန်မာနိုင်ငံကိုကိုစားပြုတဲ့အနေနဲ့ဆက်လက်ပြီးထားရှိတယ်ဆိုတော့ဒီအရာတွေကိုအခြေအနေကိုစောင့်ကြည့်ပြီးမှUG ကအခြေအနေကိုစောင့်ကြည့်နေကြတာတော့ဒါတစ်ချက်ပေါ့ဒါမှမဟုတ်လို့ရှိရင်UG မှာတခြားသောထုတ်ဟောချက်တွေတခြားသောစဉ်းစားချက်တွေရှိနေကြလားပေါ့ဘာကြောင့်ဒီချင်းမထုတ်ပြန်လဲဒါကတော့ဒီတိုင်းပြည်တိုင်းကမင်းများနဲ့မျိုးခွန်ထုတ်တဲ့အကြောင်းရပါဆိုတော့UG ရိုးသားပါစီ